ပြဆိုရတော့အရာဝတ္ထုတစ်ခုသို့မဟုတ်ခြေနေတစ်ခုကိုအလွန်မင်းကြောက်ရွံ့နေတဲ့စိတ်ဝေဒနာတစ်မျိုးပါတယောက်ကထူးထူးခြားခြားကြောက်နေရဆိုရင်သူတို့အတွက်တော့အမှန်တကယ်ဖြစ်ပါတယ် phobias တွေဟာသင်ထင်ထားရတဲ့ပိုဖြစ်များပြီးအလွန်ထူးဆန်းတဲ့အမျိုးအစားအမျိုးမျိုးလည်းတွေ့ရပါတယ်သိလဲသိထားသင့်ပြီးရန်လဲစိတ်ဝင်စားဖို့ကောင်းပါတယ်အားလုံးလည်းစိတ်ဝင်စားသိကျင်နေကြမယ်ဆိုတာခံစားမိပါတယ်ပထမဆုံးအလွန်မင်းကြောက်ရွံ့တာကတော့တရေသူမဟုတ်နာနာဘွားတွေကိုကြောက်ရွံ့တာပါအဲ့ဒါကိုတော့ဘယ်လိုပြောလဲဆိုရင် phasmophobia လို့ခေါ်ပါတယ်ဒုတိယဆုံးအနေနဲ့မော်ပညာတွေကိုကြောက်ရွံ့တာပါအဲ့ဒါကိုတော့ wicophobia လို့ခေါ်ပါတယ်နောက်နတ်ဆိုးတွေကိုကြောက်ရွံ့တာdemonophobia မှန်မျိုးအလွန်ကြောက်ရွံ့တာမှန်ထဲမှာတရေနာနာဘာဝတွေပေါ်လာမှာကိုကြောက်ရွံ့တာ spectrophobia ပါနောက်တော့သေဆုံးခြင်းသို့မဟုတ်အလောင်းတွေကိုအလွန်ကြောက်ရွံ့တာ necrophobia ပါနောက်တော့အပေါက်သီးသီးလေးဆူထားတာကိုအလွန်မင်းကြောက်ရွံ့တာ trypophobia ပါနောက်တစ်ခုကတော့တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ် phobophobia phobia ကြောက်စိတ်တစ်ခုဖြစ်ပေါ်လာမှာအလွန်မင်းကြောက်ရွံ့တာပါဥပမာနဲ့ပြောရရင်တင်းရဲ့တကယ်ချင်းတစ်ယောက်ကအမြင့်ကိုကြောက်တဲ့ acrophobia အကြောင်းကိုပြောပြနေတာကိုသင်ကြားလိုက်ရတယ်ဆိုပါစို့သင်ဟာအရင်ကအမြင့်ကိုဘယ်တော့မှမကြောက်ခဲ့ဘူးပေမဲ့အခုတော့ငါလဲအမြင့်ကြောက်တဲ့ကြောက်စိတ်မျိုးဖြစ်လာရင်ဘယ်လိုလုပ်မလဲဆိုပြီးစိုးရိမ်လာပါတယ်ဒီကြောက်စိတ်ကနေတကယ်တမ်းအမြင့်ကိုတက်တဲ့အခါမှာသင်တကယ်ကြောက်လာပါတယ်ဒီကြောက်စိတ်ဟာအလွန်ရှုပ်ထွေးပြီးလူတစ်ယောက်ရဲ့နေ့စဉ်ဘဝကိုတော်တော်လေးထိခိုက်စေနိုင်